လူတွေကိုတင်းစိတ်ကြိုက်လွှမ်းမိုးချင်ပါသလားဒါဆိုရင်တခြားသူတွေမသိသေးတဲ့ဒီ dark psychology လှည့်ကွက်6ခုကိုအခုပဲမှတ်ထားလိုက်ပါနံပါတ်1တိတ်ဆိတ်ခြင်းရဲ့အစွမ်းတယောက်ယောက်ကတင့်မေးခွန်းကိုရေးရေးရရမဖြေဘူးဆိုရင်ဘာမှထပ်မမေးပါနဲ့သူ့မျက်လုံးကိုသာစိုက်ကြည့်ပြီးတိတ်တိတ်လေးနေလိုက်ပါသူတို့ကိုယ်တိုင်နေရာခတ်လာပြီးတင်းသိချင်တာတွေကိုအကုန်ဖွင့်ပြောလာပါလိမ့်မယ်နံပါတ်2ခေါင်းညှိခြင်းလှည့်ကွက်တင်ကတစ်ခုခုကိုရှင်းပြနေတဲ့အချိန်တင်းဘက်ကနေခေါင်းလေးတဖြည်းဖြည်းညှိပြီးပြောပါဒါကတစ်ဖက်လူရဲ့စိတ်ထဲမှာတင့်စကားကိုသဘောတူချင်လာအောင်မတိမတာတွန်းအားပေးလိုက်တာပါပဲနံပါတ်3နမိတ်ခေါ်ပါလူတွေကသူတို့ရဲ့နမိတ်ကိုကြားရတာအနှစ်သက်ဆုံးပါပဲစကားပြောတဲ့အခါတစ်ဖက်လူရဲ့နမိတ်ကိုထည့်ပြောပြီးခြင်းကတင့်အပေါ်ယုံကြည်မှုနဲ့ခင်မင်မှုကိုချက်ချင်းတိုးလာစေပါတယ်နံပါတ်4အကူအညီအသေးစားလေးတောင်းပါတယောက်ယောက်ကတင့်ကိုသဘောကျစေခြင်းရင်သူ့စီကနေဘောပင်ငှားတာမျိုးလိုအကူအညီအသေးစားလေးတောင်းကြည့်ပါစိတ်ပညာအရာလူတွေဟာသူတို့ကူညီပေးဖို့တဲ့ပိုပြီးသဘောကျတတ်ကြပါတယ်နံပါတ်5ရွေးချယ်စရာပြီးတဲ့အောင်ဖန်တီးပါတယောက်ယောက်ကိုအလုပ်တစ်ခုခိုင်းချင်တဲ့အခါဓာတ်ရိုက်မခိုင်းပါနဲ့ကိုလိုချင်တဲ့ရလက်စီပဲသွားမယ်ရွေးချယ်စရာနှစ်ခုကိုပေးလိုက်ပါဒါဆိုရင်သူတို့ကိုယ်တိုင်ရွေးချယ်ခွင့်ရှိတယ်လို့ထင်သွားပြီးတင်လိုချင်တဲ့အတိုင်းဖြစ်လာပါလိမ့်မယ်နံပါတ်6အမှုအရာကိုကိုးချပါစကားပြောနေချိန်တစ်ဖက်လူရဲ့ခန္ဓာကိုယ်အနေအထားလက်အမှုအရာတွေကိုမတိမတာလေးလိုက်လုပ်ကြည့်ပါဒါကစိတ်ပိုင်းဆိုင်ရာအရာသူတို့နဲ့တင်တူညီတယ်ဆိုတဲ့ခံစားချက်ကိုဖြစ်စေပြီးတင့်ကိုပို့ယုံကြည်လာပါလိမ့်မယ်ဒီနည်းလမ်းတွေကိုကိုယ့်ရဲ့အကျိုးအတွက်အကောင်းဆုံးနေရာမှာအသုံးချကြည့်ပါနောက်ထပ်စိတ်ပိုင်းခြားအကြောင်းတွေသိချင်ရင် follow လုပ်ထားဖို့မပြီး